ဒီကပြောမယ့်ပုံစံလေးက grade 8ရဲ့ခန်းနှစ်မှာပါဝင်တဲ့ပုံစံလေးဖြစ်တယ်။အဲဒါရင် ABCD ဒီတောင်းမဲ့စတုကံဖြစ်လက်ရင် x y z ရဲ့တန်ဖိုးရှာခိုင်းတာ။ ABCD တောင်းမဲ့စတုကံဖြစ်တယ်ဆိုရင်တောင်းမဲ့စတုကံပုံသက်တည်းသိရမယ်။တောင်းမဲ့စတုကံဒီတောင်းတစ်ခုချင်းဒီ90ဒီဂရီရှိတယ်သိရမယ်။ပြီးတော့မျက်နှာချင်းဆိုင်အနားတွေပြိုင်နေဆိုတော့လည်းသိရမယ်။အဲဒါဆိုရင်ပထမဆုံး x y z မှာဘယ်ဟာကိုရှာလို့အရင်ဆုံးလွယ်မလဲဆိုရင်တော့စဉ်းစားမယ်။အဲ x ကိုအရင်ဆုံးရှာမလား y ကိုရှာမလား z ကိုရှာမလားကြည့်တော့ y ကိုအရင်ဆုံးရှာမယ်ဆိုရင် y ကိုရှာမယ်ဆိုရင်ဒီ25တည်းရ y တည်းရဆိုဒီတောင်းလေးတည်ဖို့လိုတယ်။ဒီတောင်းလေးကတော့ဒီလေးကိုလို့လို့တယ်။အဲဆိုရင်နောက်တစ်ခု x ကိုရှာမယ်။အဲဒါ y ကိုရှာမယ်ဆိုဘာလို့ z ကိုရှာမယ်ဆို y တန်ဖိုးရပြီး z ရဲ့တန်ဖိုးရဘာကြောင့်လဲဆိုဒီတောင်း90ဒီလိုဖြစ်တော့အဲဒါ x ရဲ့တန်ဖိုးရှာမယ်။အဲဒါ x ရဲ့တန်ဖိုးဒီတရိကံ EDC ကတရိကံဖြစ်တယ်။အဲ့ဒီတရိကံရဲ့တောင်းသုံးခုပေါင်းခြင်းဒီ180ဒီဂရီဖြစ်တဲ့အနေနဲ့ဆက်လို့ရှာလို့ရတယ်။အဲဆိုရင် x ရဲ့တန်ဖိုးရင်းလုံးရှာတယ်။အဲဒါတရိကံ EDC တွင်down x plus down t plus down 16 degree ကဘယ်လောက်လဲဆိုတော့180 degree ဘယ်ကြောင့်ဆိုတော့တရိကံ e အတွင်းတောင်3ခုပေါင်းခြင်းအဲဒါ down x ကိုရှာမှာဆို down x down d ဒီပါဆိုတော့90 degree plus 60 degree equal to 180 degree အဲဒါ down x plus 90နဲ့16နဲ့ပေါ့နော်106 degree ညီမျှခြင်း180 degree အဲဒါ down x ရဲ့တန်ဖိုးလို့ခြင်းနဲ့ဆိုရင်180 degree ကို106ကသွားမြမယ်အဲ့လားဆိုရင်ဘယ်လောက်ရမှာလဲဆိုတော့84 degree ဒါဆိုရင် down x ရဲ့တန်ဖိုးရ down x ရဲ့တန်ဖိုးရပြီဆိုရင်နောက်တစ်ခု down y ရဲ့တန်ဖိုးဆိုင်down y ရှာမယ်ဆိုရင်ဒီကံ EBC ကိုကြည့်မယ်အဲ့ဒါ EBC မှာဆိုရင်0က25ရဲ့ y ရဲ့ဒီတောင်လေးရရှိတယ်အဲ့ဒါဒီတောင်လေးကို0မသိဘူးအဲ့ဒီတောင်လေးကိုနာမည်တစ်ခုပေးလိုက်အဲ့ဒီတောင်လေးကို0ကနာမည်ကိုသီတာလို့ပေးလိုက်မယ်ဆိုတော့သီတာအဲ့ဒါသီတာနဲ့60နဲ့ပေါင်းဘယ်လောက်ရမှာလဲဆို90ဒီဘာကြောင့်ဆိုဒီတောင်90ဒီနှစ်ခုဒါဒီတောင်နှစ်ခုပေါင်းခြင်းဒီ90 degree ဖြစ်ဘာကြောင့်လဲဆိုတော့တောင်မှန်ဒီကံရဲ့ပုံသက်တိအရာโอเคအဲ့ကနေ0ဆက်ရှာလို့ရမယ်ဒါဆိုရင်0ကသီတာရဲ့တန်ဖိုးအရင်ဆုံးရှာပြီးမှ y ရဲ့တန်ဖိုးကိုရှာလို့ရမှာဖြစ်တယ်ဟုတ်ပြီအဲ့ဒါသီတာရဲ့တန်ဖိုးကိုရှာရအောင်အဲ့သီတာကိုရှာမယ်ဆိုရင်ဘယ်လိုတတ်မှာလဲဆိုတော့သီတာနဲ့60နဲ့ပေါင်းရင်90 degree အဘယ်ကြောင့်ဆိုတော့တောင်းမှန်တောင်းဟောโอเคအဲ့ဒါသီတာကိုလိုချင်တယ်ဆိုရင်90 degree တဲကနေပြီးတော့ဘာအောင်နှုတ်ပါလဲ16 degree နှုတ်မယ်အဲ့ဒါသီတာ90တဲက16ကိုနှုတ်လောက်ရအောင်လဲဆိုတော့74 degree ရအဲ့ဒါသီတာက74 degree ရအဲ့ဒါ74ရမယ်ဆိုရင်0ကဘာကိုဆက်ရှာလို့ရမယ်ဆိုတော့ဒီတရိကံဟုတ်လားဒီ y ကိုရှာရအောင် y ကိုရှာဖို့တရိကံ ECB ဒါတရိကံ ECB တွင်ဟုတ်လား down y အပေါင်းသီတာအပေါင်း25 degree ညီနာချင်း180 degree ဒါကြောင့်ဆိုတော့တရိကံကြီးအတွင်းအောင်သုံးပေါ့ဒီလိုဆရာမြည်တော့အဲ့ဒါ down y က down y နဲ့သီတာဆရာတို့ရှာခဲ့တယ်84 degree plus 20 ညီညာချင်း180 degree အဲ့ဒါ down y အဲ့ဒါ84နဲ့25နဲ့ပေါင်းအဲ့ဒါ84နဲ့25ပေါင်းတော့9နှစ်9ရက်တွေပေါင်းတော့9ရက်နှစ်ပေါင်းတော့99 degree ညီညာချင်း180အဲ့ဒါ down y ကိုလိုချင်တယ်ဆိုရင်180 degree တဲကနေမှ99 degree ကိုနှုတ်ရင် down y ရဲ့တန်ဖိုးရ180တဲ့99နှုတ်မှာဘယ်လောက်ရလဲဆိုတော့81 degree ရတယ်အဲ့ဒါဆိုရင်0 down y ရတယ်အဲ့ဒါ down set ကိုရှာလို့ရတယ်အဲ့ဒါ down y နဲ့ down set ဒီပါဒီ down နဲ့ y နဲ့ down set ပေါင်းဘယ်လောက်ရမှာလဲဆိုတော့90 degree ဘာကြောင့်လဲဆိုတော့ down မှန် down ဖြစ်လို့ဟုတ်လားဆိုရင်ကဲဆရာတို့ဆက်ရှာရအောင်အဲ့ဒါရင် down y ကိုdown set ကိုရှာအဲ့ဒါ down set ကိုရှာမယ်ဆိုရင်ဆရာတို့ကဒီဘက်ကိုတောင်းတယ်ပေါ့အဲ့ဒါဆိုရင် down y နဲ့ down set ပေါင်းခြင်းကဘယ်လောက်လဲဆိုတော့90 degree ဒါကြောင့်ဆိုတော့ down မှန်တောင်းဖြစ်တယ်အဲဆိုရင် down y ကဘယ်လောက်လဲဆိုဆရာရှာခဲ့81 degree အပေါင်း down z ကဆရာလို့ရှာမှာ90 degree အဲဆိုရင် down z ကတန်ဖို့လို့ရင်90 degree တည်းကဘာလို့မှာလဲ81ကိုနှုတ်တော့ဘယ်လောက်ရမှာလဲဆိုတော့2 degree ရမှာဖြစ်ပါတယ်အဲဆိုရင်ဆရာတို့က down x လည်းရပြီ down y လည်းရပြီ down z လည်းရမှာဖြစ်ပါတယ်